나이 왜 배워라 아메야 우래. 레무가를 해대는 대비니 대치냐 떡봉은 위도 바보로 야봐. 또 나이가 허와래. 대변하리 너래. 저마루가 오이야 나라. 남루보다 이바 개라 파이냐. 야정 나루 리가 처음에라 란쇼라. porque 해봐요. 오빠 해코 루미라 예밀라냐래. 나이 tana이 외로 자래. 베미네를 빠지냐 나리 너드 코냐. 아비안레 tana이 외로 자래. 보다 베미기 그다기로 이러는 나이 코로. 나이 왜 배워야 아메야 우래. 이미 때문에 미니 대치부르니 듣니긴디 봐야마. 나저너 자일레베 에리 보기 요아베마 옆에 가자로. 페레이레 둘러 그녀 걸루르르네. 짠다 되네 가마. 예토로 그사야 누차. 아무나ပြန်ရတော့မယ်ဆိုတော့ 캠치네 이거 바뀌로.ည9:00 နေတော့မနေ့3:00 ထိတရားဟောပါတယ် 러워 콘위나리 때둘러 떠나르고 떠나르는 အားလုံး7:00 ကြာပါတယ် 그렇게 신의 집으라 콘나리로. အဲ့တော့မနေ့ကကျွန်တော်လည်းဘန်ကောက်ကနေတစ်စင်းရန်ကုန်ပြန်မယ်ဆိုတော့အခု7:00 လောက်ဟောရင်ကောင်းမလား 너희 추모 이 캠치리 이거 바뀌로 먹고 우리 이거 때도 보고 콘나리 비비지야래. ဒီကလူတွေဘယ်လိုဟောစေချင်လဲ 두 배에 두 추모 둘러 거는 이거 바뀌디래. ကျွန်တော်တို့ဆရာကြီးကြားထဲမှာအချင်းချင်းပြောတယ် 러버트라 그때 그 추니 그때도 거기라노. တူတူပဲဟောရင်ပြန်ပြီးတော့ဖိတ်တယ်တဲ့ရှေ့ရှေ့ဟောရင်တော့မဖိတ်တော့ဘူးတဲ့ 밑에 푸푸리 럭키네 바코나니 밑에 토토네 럭키 바코나네 바네. ဘာဖြစ်ဖြစ်ကျွန်တော်ဒီမှာရှိတဲ့သူတွေကိုကျွန်တော်လေးစားပါတယ် 예 딜레 발라 우티 잘로 비페디 바 이파게 두두마로. ဘုရားသခင်ကိုလည်းလေးစားပါတယ် 너희 파게 시고 그사이와로. ဘုရားသခင်ပြောခိုင်းတဲ့လောက်ပဲပြောပါမယ် 이거 데디 그사이와 뭐이 데 버코니로. ဒီနေ့တော့ဘုရားသခင်နဲ့အတူရှောက်လန်းတဲ့လူ3ယောက်အကြောင်းကျမ်းစာထဲမှာဖော်ပြထားပါတယ် 르드니 야이 제바 카로 팔라 알레디 그사이와 글레로 이소시푸 파더가 그니로. ပထမတစ်ယောက်ကတော့အေးနောက်ဖြစ်ပါတယ် 와트트라니 게브란 선노 အေးနောက်အကြောင်းကဘာဦးကျမ်းခန်းကြီး9 21ကနေ24မှာတွေ့ရပါတယ်ကဘာဦးကျမ်းခန်းကြီး9 21ကနေ24 저무시 예 키시저 키시 루이벤이 버티바우라 소카노 왜 쿠시예니 너토포 솜마투시라로 나생아지파 21ကနေ24ထိဖြစ်ပါတယ် 너가 파들라 키시 루이 도 소카노 레자로 요알러 아토포 솜마투시라 로키 아니 뜨디야 너토포 부부로 포관로 너 소카노 무니켈 미니 뜨디야 쿠시예니로 도 소코노 레타 도 유알로 도 토바 웨바 아기디 유아키니올로 အခုဖတ်သွားတဲ့ကျမ်းစာထဲမှာဒီအေးနောက်ကဘုရားသခင်နဲ့နှစ်ပေါင်း300လောက်အတူတူရှောက်လန်းပြီးတော့သွားလာခဲ့တယ် 르리 소시 부티라 소코노 레타 도 사유 아니 뜨게야로 အေးနောက်ကအာရန်ကနေဆင်းသက်တဲ့80မြောက်သားဖြစ်တယ် 르 소코노 니미타 헬로스 헬로스브라르 아스페 누이치 아소베니 80မြောက်ဖြစ်ပါတယ် 아소 누이치 냐와 게브라 소코노조 သူကဘုရားသခင်ကတရားစီရင်မှုရန်ကြွလာမယ်ဆိုတဲ့အကြောင်းကို prophet ပြုခဲ့ပါတယ် awete bakaro kasaywa kasinyota gwilo no ke tepadi wiklo အဲ့ဒါကျွန်တော်တို့ຢာရီကျမ်းရှိမှရှိတဲ့ယူဒမတ်စာမှာပိုင်းငယ်14နဲ့15မှာတွေ့ရပါတယ် yuda de chilu beni ne ke tiba bakaro te chu ba ra taw takedo ta lekha ဆိုအေးနောက်ကသူ့မှာသားကဘတုရှလာဖြစ်တယ် so kono phukwa ne miura so mtu shela no ကဘာပေါ်မှာအသက်အရှည်ဆုံးဖြစ်တယ် wala ata tmo thok de lo ko kubata pa no ka kla ကျမ်းစာထဲမှာမှတ်တမ်းတင်ထားတဲ့969နှစ်ဖြစ်တယ် khwi ge ya khu si do khwi ni pa la ata ni thok de အဲ့ဒီမတုရှလာဒီတေဆုံးသွားတဲ့နှစ်မှာပဲရေလွှမ်းမှုခြင်းဖြစ်ပေါ်တယ် phe so mtu shela ti ni de ni lo ti lu bo ra no ko lo အဲ့တော့မတုရှလာမွေးတဲ့အချိန်မှာအေးနောက်ကအသက်65နှစ်ဖြစ်တယ် no phe so mtu shela o place ko ne so ko no nya ora khu chi de ye ni lo အဲ့ဒီ65နှစ်မတိုင်ခင်သူဘလို့အသက်ရှင်ခဲ့တယ်လဲဆိုတာကိုကျမ်းစာမှာမတွေ့ရဘူး phe khu si ye ni ku tu ba ni ne awe o puti di le ni de awe ta li so si te kwe pa ba ba အဲ့ဒီ65နှစ်နောက်ပိုင်းကနေစပြီးတော့နှစ်ပေါင်း300လုံးလုံးဘုရားသခင်နဲ့သူရှောက်လန်းခဲ့တယ်တဲ့ khu si ye ni we lo ki ani tho ke ya ni le da ro sa yo le le ko pwe ni lo သူကတေခြင်းကိုမတွေ့ကြုံမဲနဲ့ဘုရားသခင်သိယူတော်မူခြင်းခံရတယ်လို့ဖော်ပြ awe te tu ba ta ti ba to blo ba ta ti ba ba se ke sa yo ko
the muro dini lo အဲ့ဒါကဘာလို့ပုံဆောင်လဲဆိုရင်ယုံကြည်သူတွေကိုခရစ်တော်ပြန်လဲပြီးတော့မှသိမ်းဆဲတဲ့အခါချီဆောင်တဲ့အခါမှာမတည်ဘဲနဲ့ကောင်းကင်ကိုကလည်းအရှင်လက်လက်တက်သွားမှာကိုဆိုလိုခြင်းဖြစ်ပါတယ် awani keta pano to mi lo ki ye pala suki na ki kisa su kede pa to bulu ba ta ti ba ro no ro chala keda ta mu lo nu ke chita tu mu ro ki lo mu di le ro ba mu ku no ko di lo mo no ခရစ်တော်ကယုံကြည်သူတွေကိုပြန်လဲပြီးတော့သိမ်းဆဲဖို့ချီဆောင်ဖို့အချိန်ကြီးနေပြီဖြစ်ပါတယ် no pasa yo ki he ki ko ro ba pwe na ya lo suki na ki de pa lo amudi ni ku ro di အကယ်၍ခရစ်တော်ဒီနေ့လောကကိုပြန်ကြွလာပြီးတော့ယုံကြည်သူတွေကိုသိမ်းဆဲသွားမယ်ကောင်းကင်ကိုချီဆောင်သွားမယ်ဆိုရင်ဒီမှာရှိတဲ့ညီကိုမောင်တို့ကအသင်ဟာပါသွားမလား no tini nya I do ka sa screen ke he lo tini nya lo ko ro ki ye wala suki na ro mudi ni mi tu ko pa si ko a ဒါမှမဟုတ်လည်းကြံခဲ့မလား mi mi tu ko ti ya to no a ခရစ်တော်နှလုံးသားထဲမှာလက်ခံရရှိထားတဲ့သူတွေကတော့ပါသွားမှာဖြစ်တယ် wala tu lo ka sa suki lo suki ta na lo tu la ni lo ti da o ne ta ko ro mu ki na lo အမိကန်နမေကန်မိယိုဖလာခရိယန်လောက်ပဲဆိုလို့ရှိရင်ခရစ်တော်ကိုမရရှိသေးဘူးဆိုရင်တော့ကြံခဲ့မှာပဲဖြစ်တယ် mi mi di lula triple lula do ga lo di ta mi kwe to ru lo ti da na ka ba o ti lo ဒါကြောင့်ကျွန်တော်ဒီမှာရှိတဲ့ညီကိုမောင်မတွေကိုတိုက်တွန်းချင်ပါတယ် ko na pa lo ru ti phai ni ba ta he ta sa ro na မိယိုဖလာခရိယန်အမိကန်နမေကန်ခရိယန်မဟုတ်ဘဲနဲ့စစ်မှန်တဲ့ယုံကြည်သူအနေနဲ့အသက်ရှင်နိုင်ဖို့ဖြစ်ပါတယ် no tu tu mi lo mulu pa la kripo ba lo ba na lo ko mi pa la anna yu a no no lo ne tu ki ta le ni lo စစ်မှန်တဲ့ခရိယန်ယုံကြည်သူဟာခရစ်တော်ကိုနှလုံးသားထဲမှာမိမိရဲ့ကယ်တင်ပိုင်ရှင်နဲ့အရှင်သခင်ဖြစ်လက်ခံရရှိထားတော်သူဖြစ်ပါတယ် wa le ta ni ta to lo na ka sa shu ni lo tu lo ka sa shu le ta do lo lo cha ko ni lo အဲကျွန်တော်တို့တက်တာထဲမှာခရစ်တော်ကိုလက်ခံပြီးပြီလားလို့မေးချင်ပါတယ် lo ne tu ki ta le mu mi ne tu lo ka sa shu no no li ya မနေ့ကကျွန်တော်တို့ပါစတာဒေါက်တာဒန်နီယယ်ပြောသလိုပဲကျွန်တော်တို့ကခရစ်တော်အကြောင်းကိုပဲသိတာမဟုတ်ဘဲနဲ့ခရစ်တော်ကိုသိကျွမ်းတော်သူဖြစ်ဖို့လိုပါတယ် di do ma ni tra tra te ra tu tu mi le pa ti ya to kho te ka sa ya ba ka sa ya su ko ka ti nya na ni mi ta re do lo ခရစ်တော်အကြောင်းပဲသိမယ်ဆိုရင်တော့ကြံခဲ့မှာဖြစ်ပါတယ် ni mi ti ya the awe khi ta kha o ni ta ka pa o ni na ka ba o ti lo ခရစ်တော်နဲ့အပြန်အလှန်သိကျွမ်းတဲ့သူမှသာလေကောင်းကင်ဘုံခေါ်ဆောင်ခြင်းခံရမှာဖြစ်ပါတယ် wala atinya yu atinya o khi ka pa lo mi ti nya lo ta ni ke ni ba ta ko ga lo mu ko lo အဲ့တော့ကျွန်တော်တို့ဒီညမအိတ်ခင်မှာတည်တည်ချာပြန်စဉ်းစားပါ to to le ni ka mi lo ta na nya ni ki chu po lo ti lo se ခရစ်တော်ပြန်ကြွလာတဲ့ခါကျရင်ကောင်းကင်နိုင်ငံကိုရောက်ချင်တယ်ဆိုရင်ခရစ်တော်ကိုစိတ်ထဲမှာမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်လက်ခံဖို့ဆုတောင်းပါ no na di ka sa su mi he ko to ke ko tu mu lo ki wa lo su ki na ki da ni lo ya ni ko lo tu lo ye su ki ta le ni ki chu mo ki ဘာကြောင့်လဲဆိုတော့ယောဟန်1:7မှာပေါ်ပြတယ် Eli you had to seek te ba ka lo ထိုသူကိုလက်ခံသမျှသောသူပြီးဟူသောကိုယ်တော်ကိုယုံကြည်သောသူတို့အားဘုရားသခင်သားဖြစ်ရသောခွင့်ကိုပေးတော်မူ၏တဲ့ Li you had seek ယောဟန်1:7 te seek ba ka lo Fana ခရစ်တော်ကိုယုံကြည်လက်ခံသောသူသား Ba sa lo phe da kwa le atu lo kwa le su ki na ke mi te pha ni hi we le su ko mo di to ke tho yo a pho lo ဘုရားသားသမီးဖြစ်တဲ့သူကိုပဲကောင်းကင်ကိုချီဆောင်သွားမှာဖြစ်တယ် do ke a pho di no ma ke ni ko ro lo ko lo စာအုပ်ထုတ်ထဲမှာဘယ်လိုပေါ်ပြတာလဲဆိုရင်ကျွန်တော်တို့ဒီမှာအမိုက်ပုံပဲဆိုပါစို့အဲ့ဒီမှာကျွန်တော်တို့တန်မှုတ်တွေလည်းရှိမယ်ကျွန်တော်တန်ဖိုးရှိတဲ့အရာလည်းရှိမယ်ဒါပေမဲ့လက်စစ်သားလိုက်ကြီးကအဲ့ဖြတ်သွားလို့ရှိရင်ဘယ်တော့ပဲတန်ဖိုးရှိတဲ့အရာပဲဖြစ်တန်ဖိုးမရှိတဲ့အရာလည်းဖြစ်ကြံခဲ့မယ်အဲ့ဒီတန်မှုတ်တွေပဲအပေါ်ဒီသားလိုက်နဲ့ကပ်ပြီးတော့ပါသွားမယ် no hina ta lo ta ni nya phe ta ko ku do ko ra plo do ta ku do wa ka thnu wi ra tha ko plastic ko ta ku wo myo myo lo ba su ni ki ta po ta lo la a chu ro u tha kha ni mi he lo kho ti ni ta lo a to mi tha di pa u ti do tha lo ke je ku ra no ta se klo do tha kha ni lo ku jo lo ta po ko lo အဲကြောင့်ခရစ်တော်ကိုအမြန်ဆုံးကျွန်တော်တို့အချိန်ကြီးလက်ခံဖို့အရေးကြီးပါတယ် ko da ro ba tu lo ke sa shu ku lo ku so ku do ni lo အေးနောက်ရဲ့အသက်တာမှာထူးခြားတဲ့အရာတစ်ခုရှိတယ် lo so ka no ata mu la ta no cho wa da ni အဲ့ဒါကိုဖေဖေဩဝါဒစာအခန်းကြီး7ငွေ9မှာတွေ့ရတယ် Hebrew disciple sapo
ye ဓမ္မသစ်ကျမ်းမှာပြန်တွေ့ရတယ် le li sosia atong ketiba le tana sokonu du ta le ki ata di to atu ti ta ti di lo do ta ku o tni le ba agidi I yuan le ki o lo agidi atu ta le ki o do ta u ata le yua pa ata le o lo နော်ဒီငယ်ငါးမှာပါပြောလဲဆိုရင်ယုံကြည်ခြင်းအဖြစ်တည်ခြင်းနဲ့လွတ်ပြီးတော့ဘဝပြောင်းတယ်တဲ့အဲ့လိုဘဝပြောင်းသွားတဲ့အခါမှာနောက်ပြန်ပြီးတော့မပေါ်မရှိတော့ဘူးတဲ့အဲ့တော့ဘဝမပြောင်းခင်မှာဘုရားစိတ်နဲ့တွေ့တယ်သူဖြစ်တယ် no mi tu le ta u tho u ki ko ke ka ni awe mi kwa nyo le apata ba ka sa yu ata da lo ကျွန်တော်တို့လည်းခရစ်တော်မလာခင်မှာနော်ခရစ်တော်မလာခင်မှာကျွန်တော်တို့ကဘုရားစိတ်တော်နဲ့တွေ့တဲ့အသက်တာဖြစ်ဖို့ရည်ကြီး tu le ka sa screen na ya ni ba mi kwa le ta ba ka sa ta ni lo ဆိုတော့ခရစ်တော်လာပြီးတော့သိမ်းဆဲသွားပြီးပြီဆိုရင်ဟိုမှာကျွန်တော်တို့ကောင်းကင်နိုင်ငံမှာစုပေးဝဲရှိတယ် no pe ka sa screen he ko ke ba wi lo ki ni le mu ku ni o ro ta hi ti de pha lo ထာဝရကာလနေရမှာဖြစ်တယ် ba ka ba u mu lo su lo tho le mu ku pe ni lo အဲ့ဒီဘဝကိုမရောက်ခင်ဒီဘဝမှာဘဝမပြောင်းခင်မှာကျွန်တော်တို့ဘုရားရဲ့စိတ်တော်နဲ့တွေ့တဲ့အသက်တာနဲ့အသက်ရှင်ဖို့ရည်ကြီးတယ် tu le ba tu ba ta mu ki lo le mu ku ni le bo ho ku chu ku de ni no ti to ba ka ni ba ho ni ba ma ba ta ba ka sa ta lo ကျွန်တော်တို့ဘယ်လိုအသက်ရှင်နေတယ်လဲ o mu di le ကျွန်တော်တို့ကိုဘေးနာလူတွေကကြည်ပြီးတော့ဂျင်းနဲ့ရဲ့လား pe na ya bo se ko to ne pa u lo ko ku ko kwa kwa ni ni tu mi ta si ya ကျွန်တော်တို့ကိုယ်တိုင်ရောကိုယ့်ရဲ့အသက်ရှင်တာကိုပြန်ကြည့်ပြီးတော့ဂျင်းနဲ့အားရမှုရှိရလား ni ki kwa lo na ta ro ni yu mu mo ba ta ba mu ba ku ya ta si ya ဘုရားသခင်ကကျွန်တော်တို့ကိုကြည့်ရောဂျင်းနဲ့အားရပါဘူး di ni do pa ka sa ya mi kwa ya mo ata mi si ko a ကျမ်းစာထဲမှာဘုရားသခင်စိတ်တော်နဲ့တွေ့တယ်ဆိုတာကဘုရားသခင်နှစ်သက်တဲ့သူကိုပြောတာဖြစ်တယ် le li so si bu kwa le ta ba ka sa ya ta si ni mi ka sa ya tu mi ta mi lo o lo ဘယ်လိုလူကိုဘုရားသခင်နှစ်သက်တယ်လဲဆိုရင် pe kwa di le tu le ka sa ya ta mi ni ယုံကြည်ခြင်းရှိတော်သူဖြစ်တယ် wa le o ro ta na lo စစ်မှန်သောယုံကြည်သူဖြစ်ရမယ် ka ba mi kwa le an na ta mi ta to lo ဟေဘရဲဩဝါဒစာခန်းကြီး7အငယ်6မှာ le hi pri ti si te sa pu pu be ni ယုံကြည်ခြင်းမရှိရင်တဲ့ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်တဲ့ ta na mi tu ba ta ba ka sa ya ta ti ba အကြောင်းမူကားဘုရားသခင်ထံကိုချီးကပ်တော်သူသည်တဲ့ဘုရားသခင်ရှိတော်မူသည်ကို၎င်းကိုယ်တော်ကိုရှာတော်သူအားအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမယ် no pa ba ti nya lo ka sa ya o ro kwa do ka sa ya ma ta lo ta mu pu ni lo ကျွန်တော်တို့ကတကယ်ပဲယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့ဘုရားလိုရှိတယ် no ba ka ba mu lo ta na wo ni mi ka sa ya ta ba ta lo အေဖဲခန်းကြီး2ငယ်8 9မှာယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ခေတ္တခြင်းတို့ရောက်ရ၏တဲ့ပြောပါတယ် mi mi i pe su te se ko lo di na na ko lo na ta na fu ni ba ta ki ko ki lo ဘုရားသခင်ပြုတဲ့ကျေးဇူးကိုကျွန်တော်တို့ယုံကြည်မယ်ဆိုရင်ခေတ္တခြင်းရမှာဖြစ်တယ် na mi na lo ka sa ya ma ta bu ta pu lo no po pu na mi na ni na du ni ta ki ko ki lo ဘုရားသခင်ပြုတဲ့ကျေးဇူးကိုလောကခတ်တိုင်းမှာတွေ့ရတယ် ka sa ya ma ta bu ta pu lo na lo ni ka ti ba ni lo ti phu tu su nya lo lo ခရစ်တော်ဘုရားကကျွန်တော်တို့ရဲ့အားလုံးရဲ့အပြည့်လောကီသားအားလုံးရဲ့အပြည့်အတွက်ကားတိုင်းပေါ်မှာတည်ခံပေးခဲ့တယ် ka sa screen no ka sa lo kwa ho ku pu ke lo wa ne we du ti ta lo tu su nya lo lo တည်ခြင်းမှာလမ်းမဆုံးပဲ3ရက်နောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ခဲ့တယ် ata mu ne tu ka tu lo ta ti ba se to wi lo ki ni se tu mu ro ki lo သူ့ကိုယုံကြည်တဲ့သူတိုင်းကိုအပြည့်လို့ချင်းပေးတယ် wa le su ki na ki o ta ga la ni ka ni ba ta mu tu yu lo အဲဒါကြောင့်ယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကေတင်ခြင်းတို့ရောက်ရ၏လို့ကျမ်းစာကဖော်ပြထားတယ် le na ta na le ta du ta phu ku ni ba ta u ki ko ki lo ကိုယ်လိုတော့ရောက်သည်မဟုတ်တဲ့ဘုရားသခင်တနာတော်မူရာဖြစ်တယ်တဲ့ကိုကုသိုလ်ကြောင့်ကေတင်တော်မူခြင်းတို့ရောက်သည်မဟုတ်တဲ့တို့ဖြစ်အဘယ်သူများဝါကြွားစရာအခွင့်မရှိတဲ့ no pa pa ko phu lo ba ta la lo ru ba the le ka sa ya blu phu do ka sa ya ta ma gi le na na ra ku ro ni ba ta u ki ko ki lo အဲ့ဒီယုံကြည်ခြင်းတို့ကျွန်တော်ရှိရမှာ ta na di ni ka ba u wa da lo အဲ့ဒါကဘာလဲဆိုရင်ကေတင်ခြင်းရစေတဲ့ယုံကြည်ခြင်း awen ni ta na di ni ke ina ta u ki ko ki lo ကေတင်ခြင်းရပြီးတဲ့နောက်ပိုင်းမှာလည်းဆက်လက်ပြီးတော့ကျွန်တော်တို့ခရိယန်တက်တာမှာယုံကြည်ခြင်းနဲ့ရှောက်လန်းမှုဘုရားလိုလိုရှိတယ် du bu du ni ta u ki ko ki wi lo ki ni ba mu di ka sa ya ta ba ta lo wa ni ka sa ya lu ba lo အဲ့ဒါကတော့ living faith ဖြစ်တယ်အသက်ရှင်သောယုံကြည်ခြင်းဖြစ်တယ် awen ni ba mu le ta na la au ra ta mu အဲဒါကြောင့်နှစ်ကောအခန်းကြီး9အငယ်9မှာ we walk by faith not by sight အဲဒီ
ကျမ်းစာကဘာပြောလဲဆိုငါတို့ကတဲ့မျက်မှောက်မမြင်ပဲယုံကြည်မျှော်လင့်ခြင်းရှိသည့်အတိုင်းကျင့်ဆောင်ပြုမှုသည်ဖြစ်၍တဲ့ နော်ပင်နာကြနေကွန်ပလက်တမီလေပတိယောပါပင်နာကလေတန်နာဝေး ပတ်ဝန်းကျင်အခြေအနေကိုကြည့်ပြီးသက်မရှိဘူးဘုရားစကားပေါ်မှာယုံကြည်ခြင်းနဲ့ရှောက်လန်းတဲ့သက်တာဖြစ်တယ် ပတကွာလေတာဥစားပါပတကွာလေဘခုဘခပါနော်လေကွာလေတန်နာဘခုလော ခရိယသက်တာမှာအရေးကြီးတာပါလဲဆိုရင်ဘုရားကိုယုံကြည်ခြင်းနဲ့နေ့စဉ်ရှောက်လန်းဖို့ဖြစ်တယ် ပတာပခရီဖိုပတာအမှုနီတလရီဒုပတနေဘာနာကဆိုင်ရွာတော့ဘောဘာနေဒီဆိုင်ရွာ ယုံကြည်ခြင်းမရှိရင်ဘုရားစိတ်တော်နဲ့မတွေ့ဘူး တန်နာမီတို့ဘာနေတာပါကဆိုင်ရွာတတ်သေးပါ 2018ခုနှစ်ဒီနာဂစ်မတိုင်ခင်မှာကျွန်တော်နဲ့ဆရာဆင်မြသိန်းနဲ့အော်စတြေးလျနိုင်ငံမှာကျမ်းစာတော်တင်တယ် နော်တခုလုံးနာကီကေရောတာချီလူရှင်နေကြလေတော့ရလေသူ့လိုတာလောတာလောက်တော်နေ တပည့်တော်ဖြစ်တဲ့နန်းကို3ပတ်လောက်တင်ပြီးတော့မနေ့ဖြန်ဆိုကျွန်တော်တို့ပြန်တော့မယ် နော်သူ့လိုတာသလာဘလော့ခီနော်ပကဲကီကတိုင်းလော အဲ့ဒီမှာနေတဲ့လူငယ်မိတ်ဆွေတယောက်ကဆရာတဲ့ကျွန်တော်တို့ Brisbane မြို့မှာတဲ့တစ်ချိန်လုံးကဖျားကြောင်နဲ့အခုတော့ရက်ဆိုင်ဖြစ်သွားပြီတဲ့စားတော့ဆိုင်ဖြစ်သွားပြီတဲ့အဲ့ဒီနေရာရောက်ဖူးသလားတဲ့မိတယ် တကယ်ကြီးကဲကီနေကွာကတီရတဲ့ရလောတရာဝရလောစပဝီဒဖလကူနေတဲ့တပါလာဂျိုးဖလတော့တပါဂျိုးဖလကေကေရောဗရာဝါချာတမ်တဘတီယိုမီယိုတောင်းအလောမင်းတင်ညာ ကျွန်တော်လည်းအော်သွားတယ် လေရစီကကေရောတကမကမလောလော ရောက်ချင်သလားတဲ့မိတယ် အတင်းဘာတန်လေယာ အေးရောက်ချင်တယ်လို့အခုကည6နာရီရှိနေပြီလို့ ဒီဘာတန်လေမမစခေဟလပေါပူနာရီလေ အဆရာလည်းမပူနေတဲ့ညစီဖွင့်နေတဲ့7နာရီလောက်လာခေါ်မယ်တဲ့ အဝတဲ့လူပူရရအတက်ခင်းကေအော်ရောဗရာလောရေကေကောနာခေါ်နာရီပဲနေ အဲ့ဒါနဲ့အဲ့ဒီည7နာရီလောက်သူတို့နဲ့အတူကျွန်တော်တို့9ယောက်10ယောက်လောက်အတူတူသွားကြတယ် တယ်လမူနာခါနေလောအတေဟေကိုရပလေစီကောနူရခေါ်ပဲနေ ဘုရားเจ้าရဲ့အဝင်မှာဒီဘုရားเจ้าဘယ်နှခုနှစ်ကစောက်ခဲ့တယ်ဆိုတဲ့ကြောက်ပြားကိုလည်းကျွန်တော်တွေ့တယ် လောတူတူလေးရလင်းတူလောတပတ်ကျုပ်ပြနေရချိဗရာအမနောခါဗရာတခုထောဝဲလောကီအနိလာဒီဘပွေကဗရာ ဓာတ်ပုံကျွန်တော်ရိုက်ခဲ့တယ် ရဒုတိဗရာတောင်းဟော ဘယ်ဆရာကနေပြီးတော့မှဒီကြောက်ပြားကိုဒါလည်းဒီ foundation stone ပေါ့နော်အဲ့ဒါကိုအုံမြင့်ချခဲ့တယ်ဆိုတော့သူရေးထားတယ်နာမည်နဲ့ခုနှစ်နဲ့ လောပပွေကဗရာတောက်ဖို့ဒရမတကံကသူထောတော့အနိလာဖညပွေကဗရာမူနော်လော ထဲကိုဝင်သွားတဲ့ခါကျတော့အဲ့ဒီမှာအလဲမှာကျွန်တော်တို့ဒီငွေတွေခြင်နဲ့ငွေရှင်းတဲ့ကောင်းတာရှိတယ် ဖေးရလေနတာကိုဘူတာခတ်တန်ဦးရလောဝါရှေစီစရောတာခတ်တာဥပလောပဲနေ ကလထိုင်နေဇပွဲတွေလည်းရှိတယ် ကိုစီကိုခါချင်တော့လာတာလောတော့သူ လူတွေလည်းစားတော့နေကြတယ် ယတိဝါလေတော့အော်ရတော့သူရဲ့ အဲ့ဒီမှာလည်းကျွန်တော်တို့ကကော်ဖီနဲ့အဲ့ဒီပန်ကိတ်ပေါ့နော်ဆိုအမေရိကန်ဘိန်းမုတ်ပေါ့အဲ့ဒါမျိုးမှာပြီးတော့စားတယ် ဖေးလေချင်းတော့ဖိတော့မလောအော်ရကော်ဖီတော့တာဟောလောမျိုးရဖန်ခိတ်တော့ စားနေနဲ့ကျွန်တော်ကပါလာတဲ့မိတ်ဆွေ6ယောက်9ယောက်ကိုကျွန်တော်မေးတယ်တစ်ချိန်လုံးကတော့ဘုရားကျောင်းဖြစ်ခဲ့တယ်အခုတော့ဘုရားကျောင်းမဟုတ်တော့ဘူးအရက်ဆိုင်ဖြစ်သွားပြီဒီအပေါ်တက်မှာတော့ကျွန်တော်စားတော့ဆိုင်အောက်ထပ်မြေအောက်မှာကျတော့အရက်ဆိုင်ဖြစ်တယ်ရက်ဘားဖြစ်တယ် နော်ဝေဖနေယတေကိုရလောကလည်းဟေဝရိုက်တော့လောဖူကူရတလောဝေကေကတပါရချမမိခိခေရကေရတာအောကလာလောဖလာတော့နေပတ်ချာတီဦးမေဝကလာလော သူတို့တယောက်ပြီးတယောက်ပြောတယ်သူတို့လည်းစိတ်မကောင်းဘူးတဲ့ကျွန်တော်လည်းစိတ်မကောင်းပါဘူး အဝတိတေလောတာကပတ်စာတမှုပါ ဒါနဲ့ကျွန်တော်ပြန်လာတဲ့အခါဆက်ပြီးစဉ်းစားတယ် လေဟေခိခိရချုံမို့ဝရလော ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲ ဘာမဟုတ်တာဘာကေရောဒီလေ ကနဦးဘိုးဘေးတွေကဒီဘုရားကျောင်းစောင့်နိုင်မှုအတွက်များစွာဆူတောင်းခဲ့မှာဖြစ်တယ် လောအစာရောနေပါလောအော်ရတန်နာနေဝတိကစာရောတောင်းဖို့ဝနေကဘာမှုကလေးစဝရလော ဆိုတော့အလူငွေတွေလည်းအများကြီးဘုရားကျောင်းမြေဝယ်နိုင်ဖို့စောင့်နိုင်ဖို့အတွက်လည်းသူတို့ပတ်စံစုခဲ့မှာဖြစ်တယ် နော်ဝတိကပါခတ်လို့စီလကတူရတောင်းဖို့ဝကမတောင်းဖို့တပိတမဝဘိုးဝရလော သူတို့အကောင်းဆုံးစူးစမ်းပြီးတော့တိဆောက်ခဲ့တယ် နော်ဝတိမှုကလေးစဝဝိကတရသူ့ထောဝရလော ဒါနောက်ပိုင်းကျတော့သူတို့ရဲ့သားသမီးတွေကမလာတော့ပဲဖြစ်မယ် နော်လွန်လော့ခီဝီလော့ခီနေတပတ်တဲ့အဖိုးလီတပတ်တဟဲလောပါ အဲ့ဒီသူတို့ကအနီးမှာရှိတဲ့ပင်လယ်ကမ်းခြေမှာသွားပြီးတော့ရေကူးကြတယ်ဟောဘာဘကျူးတွေစားတယ်အခုထိုင်းနိုင်ငံဆိုရင်ဟိုမိုကထလိုမျိုးပေါ့ဒါစားကြတယ် အဖိုးလီတပတ်လေဘာရပါစကတော်လဒါပါလေဝတိလေဟောလေဟောရလေပေါ်လေနီယာလေဥရလေပေါ်လေနီပဲနီလော အချိုရည်တွေအရက်သေးစားတွေလည်းတောက်စားကြတယ် အော်တမ်တဘောအော်တကုတီယာအော်ရနာကလလော ဘိုးဘေးတွေကယုံကြည်ခဲ့ပေမဲ့သူတို့ကယုံကြည်ခြင်းပြက်ပြားပြီးတော့မှဖះเจ้าမလာတော့ဘူး
no people di pa ni na ti yo ba se ke logi a poli di pa tan na yo ko ta te ba ya lo ba အဖိုးကြီးဖွားကြီးတွေပဲခြံခဲ့တယ် o ti da che kwa ta pwa kwa phu wa lo လူငယ်တွေကပျောက်သွားတယ် kwa ta sa ti pa lo ma wa da lo လောကီထဲမှာပဲသူတို့အသက်ရှင်ကြတယ် a wa ti mu da lo ho phu pu lo အဲ့တော့လူငွေကလည်းနည်းသွားတယ် ta ma bu to lo ba အဲ့တော့ဘုရားเจ้าကိုမုန်းမှန်ထိန်းသိမ်းဖို့ဟောကျွန်တော်တို့ maintenance လုပ်ဖို့ပြောမယ်ဆိုရင်ခေါင်းမိုးတွေပြတ်သွားရင်လည်းပြန်ပြင်ဖို့နောက်မိုးယိုလို့ရှိရင်လည်းပြန်ပြင်ဖို့နောက်ပြီးတော့ဆေးတွေပြတ်သွားရင်ဆေးတုပ်ဖို့အဲ့ဒါတွေလုပ်ဆရာတွေအများကြီးဖြစ်သွားတယ် Comme to lo to plo ni a lue min lo ba ki pe ba ki bo ba ta la ha wo le ni le ka ba bo ba ko ni lu ra ji do tu lo ရေအတွက်မီတာပဲဆောင်းဖို့လို့နောက်ပြီးတော့မီးအတွက်နောက်တက်စင်မီးအတွက်ဒီဆောင်းဖို့ခွန်ဆောင်းဖို့ဒီပတ်စံတွေနဲ့သူတို့မရှိတဲ့အခါမှာအလူငွေကနေတဲ့အခါကျတော့မတတ်နိုင်တော့နောက်ဆုံးတော့ဒါကိုရောင်းချလိုက်တာပဲဖြစ်မယ် ka ba hi mi u le ti le wo hi we ti ni lo ko da cha we da to lo ple lo ဝမ်းနေစရာပါလဲဆိုလို့ရှိရင်သူတို့ဒီဖះเจ้าကိုအကောင်းဆုံးစောက်ခဲ့ပေမဲ့ဖះเจ้าထဲမှာရှိတယ်သူတို့ရဲ့မိသားစုဝင်တွေအသင်းသူအသင်းသားတွေရဲ့အသက်တာထဲမှာယုံကြည်ခြင်းကိုမတိဆောက်ခဲ့လို့ဖြစ်မယ် le a we ti a ta u lo no ta u tu mi le a we ti tu to ba ta tu to ni ma we ki lo ba se le a pho li ti pa ni ta su ta na to lo ko da ke lo ta lo ta u lo ဒါကြောင့်လုကာခန်းကြီး18ငွေ8မှာသခင်ယေရှုကပြောတယ် le Lucas se pa lo ko se bu ko ni လူသားပြန်ကြွလာတဲ့အခါမှာမြေကြီးပေါ်မှာယုံကြည်ခြင်းကိုတွေ့ရမှာပါမလားတဲ့ Pei que se pide y me que lo hago de me que ti tan na ya ငါပြန်ကြွလာတဲ့အခါကျရင်သိမ်းမောင်းတမ်းမောင်းများစွာနဲ့စောက်ထားတဲ့ဖះเจ้าကြီးတွေတွေ့ရပါမလားလို့သူမပြောဘူး y me que lo hago de y que ti va pa tu ro ta pa tu lo con lo de pa ya what te di ni ba အဲ့ဒီဖះเจ้าထဲမှာရှိတဲ့သူတွေရဲ့အထက်ထဲမှာယုံကြည်ခြင်းဆိုတာရှိပါအောင်မလား lo pa lo ta pu de pa pu ni mi ta na o si ko wa ဒါကြောင့်ဒီမှာရှိတဲ့လူကြီးမိဘဆရာသမားဒီကိုမောင်မတွေကိုကျွန်တော်ကတိုက်တွန်းအားပေးခြင်းတယ် ko da di ba ta hi ba ra sa ra tu ji ကျွန်တော်တို့ကဒီလောကကနေတနေ့ကျရင်ထွက်ခွာသွားမယ်သူတွေဖြစ်တယ် na ya mu ti ni ba ba di ro ha ro pi lo ho ku lo ဆိုတော့ကြံရစ်ခဲ့တဲ့သူတွေအထဲမှာကျွန်တော်တို့မိသားစုဝင်တွေအသင်းသူအသင်းသားတွေရဲ့အသက်တာထဲမှာယုံကြည်ခြင်းကိုတိဆောက်ခဲ့ဖို့မမေ့ဘူးလို့လေ ta lo to ba ta pi no ti mi ni pa le ko lo te le bu tu lo ki di pa tu ta pi no yu a de ge wo ni bu bu da o lo ဆရာကြီး Josh Muller ကသူအသက်တာပြောင်းလဲပြီးနောက်ပိုင်းမှာ၄နှစ်လောက်ကျမ်းစာမဖတ်ဘူးသူကကျမ်းစာကိုလှစ်လူရှုခဲ့တယ်လို့သူတက်တည်ခံတယ် le tra do jes mula we le ata mu ni lui mi to ku ni ta pha sai ba ku cha ba ho we ni lo အဲ့ဒီလိုကျမ်းစာမဖတ်ဘဲနဲ့ဒီအသက်ရှင်ခဲ့တဲ့အတွက်ကြောင့်လို့သူ့ရဲ့ဝိညာဉ်ရေးရာအသက်တာကမချီးထွားပဲကလေးတငယ်အဆင့်ဖြစ်တယ် le a we ta pha sai ba ku cha ko da lo a no ta ku ni lo wa di ba pho ta ga so di lo အပြစ်သွေးဆောင်ခြင်းတွေနောက်ကိုပါသွားပြီးတော့မှစုံစမ်းခြင်းတွေထဲမှာအပြစ်ရဲ့ကြေးကျွန်အဖြစ်နဲ့အသက်ရှင်ခဲ့ရတယ်တဲ့ do ma cha de ba lo ke ro we da cha de ba ku phwa phe phe ni lo ဒီနေ့ကျတော့ယောမဩဝါဒစာခန်းကြီး30 18ကိုဖတ်မိပြီးတော့မှအသက်တာပြောင်းလဲသွားတယ် phe li ro mi se pha do de se ယောမ30 18မှာဗာပြောလဲဆိုလို့ရှိရင်ယုံကြည်ခြင်းဒီကြားနာခြင်းအပြင်ဖြစ်၏တဲ့ကြားနာခြင်းဒီလည်းဘုရားသခင်စကားတော်အပြင်ဖြစ်၏တဲ့ no ta na ba ka ro ta na ku ba ka ro sai ba ku cha lo ဩယုံကြည်ခြင်းဆိုတာဘုရားစကားကိုကြားနာခြင်းကြောင့်ဖြစ်တာပဲဘုရားစကားကိုများများခံယူရမယ်ဆိုပြီးတော့အဲ့ဒီချမ်းစာပြီးကျမ်းစာကိုမှန်မှန်ဖတ်တယ် Pende dumi ati ura kasai ba ku ta de o tanna ne ko blo tanna ku le kasai ba ku ta awa ku kristo pa ura kasai ba ku ta pe ni no ဘုရားကြောင့်မှန်မှန်သွားတယ်နှုတ်ကပတ်တော်ကိုကြားနာတယ်ခံယူတယ် awe le kristalu ji mama do awe le du ku na kasai ba ku ta tho bo lo နောက်ပိုင်းသူကကျမ်းစာကိုချိန်မောင်း200ကျော်ဖတ်တယ်လို့ကျွန်တော်ဖတ်စောင်းတုံးမှာဖတ် le ata mu bu ni we pa pa no ka ura pa ura li so si ki a block ki ya ple lo သူ့ရဲ့ယုံကြည်ခြင်းကကြီးထွားရင်းကျက်လာတယ် ata mu no sa ni du tho bra cho cho သူယုံကြည်ခြင်းနဲ့ဆုတောင်းတဲ့အခါမှာလဲဆုတောင်းချက်ပေါင်း9000ကျော်ဖြည့်ရတယ် no le ata na ata tu ko pa ko da kasai ba si so ra a block yi la ple lo ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာနော်ယုံကြည်ခြင်းကိုတည်ဆောက်ရုံနဲ့မကဘူးကျွန်တော်တို့ရဲ့အနာဂတ်ခေါင်းဆောင်တွေဖြစ်မဲ့လူငယ်တွေကြားမှာဒီမှာရှိတဲ့ကလေးတွေလူငယ်တွေကြားထဲမှာယုံကြည်ခြင်းနဲ့ရှောက်လန်းနိုင်ဖို့ယုံကြည်ခြင်းကိုတည်ဆောက်ပေးဖို့အရေးကြီးပါတယ် no le ko do ko sa ra pa tu tho ra ta su ta na ro ple ni a ri do ba se ke ba tu ro si ko ba pho ta lo ko tu ro kha su mi nya ke le da le ta na wo phi ta ri do si ko lo ဒီနေ့အသင်းတော်တော်များများမိသားစုတော်တော်များများကကျမ်းစာမဖတ်တော့ဘူး ke
Kaya begitu bawa hari kita tahu putri balik tu pop hari kesana waktu calo ba. သူတို့ကတရားဟောခြင်းနဲ့ပဲအသက်ရှင်တယ် No hari kita kena cila terus tidak kesana waktu cani muat ini lo. တရားတော်နဲ့အသက်မရှိဘူး No temudi jua belum catu ba. ဆရာကြီးတရားဟောတဲ့အပေါ်မှာပဲသူတို့ခွန်အားယူတယ်တနင်္ဂနွေနေ့လာခွန်အားယူတယ်ပြီးကျန်တဲ့ရက်တွေမှာသူကျမ်းစာကိုလုံးဝမဖတ်ဘူး No cuci terus hotel ada temui dah. Hek kena ada gila. Akan cani kepak kesana waktu cama. ဒါကအင်မတန်အန္တရာယ်ကြီးမားတဲ့အရာဖြစ်တယ် Awak ni minta le loba yang lu malu. အဲ့ဒီလိုအသင်းသားတွေများတဲ့အသင်းတော်ကအနာဂတ်မှာကြီးထွားဖို့တိတ်မရှိဘူး No, minta pun lo mi wona gini. Le akasu me nyawa ni kudu tua wa bodu malu. တရုတ်ပြည်မှာဆရာကြီးတယောက်ရှိတယ် Le tu ko tera ura. မစ္စတာဝေါင်းလို့ခေါ်တယ် Awak le Mr. Wong. သူကဒီမော်တော်ဘောစောင်းဖို့ရှိတယ် Le awak ura ta toka. No Bible no breakfast No, mi to to phali so si ba ni to wo da o ba. ကျမ်းစာမရှိဘူးဆိုလို့ရှိရင် breakfast လည်းမရှိဘူး No, to phali so si ba du to ta o wo da o do si ko ba. ဆိုလိုတာကကျမ်းစာမဖတ်ဘဲနဲ့ဘယ်တော့မှမနှက်စာမစားဘူး Komnya sida ni awak pa lo ora yimi to phali so si wo ko ba ni ito wo ko da o ba. ဒီမှာရှိတဲ့ညီကိုမောတွေကိုကျွန်တော်အားပေးတိုက်တွန်းချင်ပါတယ် No, kalau dombu tu phai ba ta hi ba na. အခုဒီနှစ်သက်ကနေစပြီးတော့ကျမ်းစာမှန်မှန်ဖတ်ပါ Le ni sarok ke ni mo na ko phag sa ba lu cha. ညာသခင်ရဲ့ဝိညာဉ်တော်ကနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ကိုတော်သင်ပေးပါလိမ့်မယ် Yu anda so si ni atu lu ba di aklu cha to ni lo. ဒီအစအဆုံးတစ်ခေါက်ပြီးအောင်ဆိုရင်တနေ့ကို၄ခန်းဖတ်ဖို့လိုတယ် No, di do na ko phali so si te be do de ni ko wi wo ni de ni ma phal wi che do lo. မနေ့နှစ်ခန်းညနေနှစ်ခန်း Na mi pha wo ki che do ha ki che do ni. ဆုံးဖြတ်ချက်ချပါ Na ma pa lo klum su na ဒီ ta. နေ့ကနေစာကြီးဖတ်မယ် Na ma pha ko mi de lo. ကျွန်တော်မိန်းမရဲ့အဖွားရှိတယ်အဖီးရှိတယ် No le tamma a phi u ba da. အမိုးကြီးလို့ကျွန်တော်ခေါ်တယ် No ko lo mu do lo. အမိုးကြီးကအသက်89နှစ်ရှိပြီ Mu do no ora ho chi yi ni ni. သူကမျက်စိတစ်ဖက်မကောင်းဘူး Awak me kri ka pa ni de ba. ဒါပေမဲ့ကင်လိုကျမ်းစာကိုတစ်နှစ်ကို9ချိန်ပြီးအောင်ဖတ်တယ် Awak ni pha ora ni so si lo pa ka nyo klo de ni wi ra ye blo lo. ကျွန်တော်တို့အရန်အော်တယ် Le ya wo ni ke ro ra ta lo bo lo mu ဒါ lo. အင်မတန်ဂုဏ်ယူစရာကောင်းတဲ့ဘုံသက်တွေဖြစ်တယ် Awak ni ke ro ra ta du i te ba lo ba ta hi nai po ဟာ lo. ငါမျက်စိအားနေတယ်ငါမဖတ်ဘူးဆိုတာမရှိဘူး No yi me kri wi lo ba yi to pha ba ni to ba. အမိုးကြီးဘာဖြစ်လို့အဲ့လောက်အချိန်ယူပြီးတော့ကျမ်းစာဖတ်တယ်လဲလို့မေးတော့ Pe yi tu ba ba de ba hi ni ta su to lo ba pha nya te ni le. ဒီထဲမှာတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ရွှေငွေရတနာတွေရှိတယ် Awak tu lo ta lu du pu du lo ma hi alu pu de ni de ba o lo pe lo. ဇာလန်ဆရာပြောသလိုပဲ Le si do pro te ra so. နှုတ်ကပတ်တော်ဒီရွှေငွေထောင်တောင်းတဲ့ဘက်ကကျွန်တော်နိုင်တန်ဖိုးရှိပါ၏ No, you are lu ta ya lu do pu du ni ta la ple lu do pu du ni lo. ဒါကြောင့်ချစ်တော်ညီကိုမောင်တို့ Ko ta do pu ta yo te. ဘုရားစိတ်တော်နဲ့တွေ့ဖို့ Mo ma ta ba ka sa ta. ယုံကြည်ခြင်းနဲ့အသက်ရှင်နိုင်ဖို့ရန် Mo no ko mu di ta na. ယုံကြည်ခြင်းကိုဖြစ်စေတဲ့ကျမ်းစာကိုနေ့တိုင်းဖတ်ပါလို့ No, di to no ko ro ta na wo mo no ko pha ka sa yo lu ta ko ni de di. ကျွန်တော်အားပေးခြင်းပါလေ Di ge hi ba na lo. ရောက်တိုင်းမှာဘုရားကောင်းကြီးပေးပါစေ Mo ya su na di. နောက်တစ်ယောက်ကိုကျွန်တော်ထိုးချုပ်ပြောပါမယ် No, lo ator ga ni ke te na phu ko bo lo. သူကကျွန်တော်အားလုံးသိတဲ့တစ်ယောက်ပဲ Kwa ga ni ba ti nya bo ga de lo. သူကကျွန်တော်နဲ့နာမည်တူတယ် Awe mi a mi lo ga ya. သူကနော်ရေးဖြစ်တယ် Awe mi lo so no a. အဲနော်ရေးကဘုရားနဲ့အတူလျှောက်လန်းနေတယ် So no ni le ta lo ka sa yo lo. ကပ္ပဦးကျမ်းခန်းကြီး6ငယ်9မှာ Le to mu shi khu khwi be ni. အဲသူရဲ့ထူးခြားခြင်းတစ်ခုပဲကျွန်တော်ပြောမယ် Ta le allo chodo to mi ni ke te ba na. အဲ့ဒါဘာလဲဆိုသူကဘုရားမှာထားတဲ့အတိုင်းလုပ်တယ် Awe mi wa ya ga la di ka sa yo ma lo to ro amma we da lo. ကပ္ပဦးကျမ်းခန်းကြီး6 22မှာမှာထားတော်မူသည့်အတိုင်းလဲနော်ရေးပြုလေ၏တဲ့ Le ki si ki be ni do di ni to so no amma we do ke yin ta le yo amma lo to ni ma we di ni to lo. ကပ္ပဦးကျမ်းခန်းကြီး9အငယ်9မှာလဲမှာထားတော်မူသည့်အတိုင်းနော်ရေးပြုလေ၏ Le ye nui ye ni so no amma we di yin ta le yo amma lo to ni lo. ဆိုတော့သူကဘုရားကခိုင်းလို့သူကလုပ်တာဖြစ်တယ်သူ့သဘောနဲ့သူလုပ်တာမဟုတ် Awe ni di kisah ma melo ro malu tu ni awe ma tempat dia kisah dapat tak non riba. ဘူးဒီနေ့ကျွန်တော်တို့ဘယ်လိုအသက်ရှင်နေကြလဲ Naya dunia pemudi le.
ဖះခိုင်းလို့လုပ်တာလားဖះမခိုင်းမဲနဲ့လုပ်တာလား ပမာဒီကဆိုင်ကမဘွားမတမီပမာဒီဘူချတာဘာတာ ကျွန်တော်ဒီကျမ်းပိုက်လေးကိုစင်ကျင်တဲ့အခါမှာ ဖေးရပေတီနိုဖာဒီဆိုစီချဝေး ဆိုတော့ဗမာစာမှာတော့မကြီးမသုံးလုံးရှိတယ် လေဘီယောပလောရမာဒပလမာဘီတာလေပလ မားတာကိုမလုပ်အောင်မှန်တာလုပ်အောင် နော်တပမာတာကမပါတော့ပမာတာပါလော အဲ့ဒါအားလုံးသိတယ်မယုံကြည်သူတွေလည်းသိတယ် တဝဲဒီပွားကနာရွာဒီတိညာပွားနာရွာဒီတိညာ ဒါပေမဲ့ကျွန်တော်တို့နဲ့ဆိုင်တဲ့အချက်ကဘာလဲဆိုရင် တလအပခါတော့ပါတခါမိတာနေ မှားထားတဲ့အတိုင်းလုပ်ဖို့ဖြစ်တယ် ပပမာဒီကဆောက်မလို့ပါဆိုနေလို့ ။တော်ကြီးကဘုရားခင်မှားထားတဲ့အတိုင်းသင်္ဘောကြီးကိုအတိအကျတိဆောက်တယ် ဆိုတော့ကနေဒီကဆိုင်မလို့ဆိုနေအဝဲမဟုတ်တာလော့တီလို့စေလို့ ။စားစရာတွေတူထားမှုပြောတဲ့အခါမှာလည်းသူလုပ်တယ် နော်တေကပါခါတာအမိတဲ့နေပါခါဝလို့ ။သင်္ဘောတွေကိုဝေဖို့လည်းဘုရားပြောတဲ့အခါမှာသူလုပ်တယ် ဒီလေနုကေကိုဘောဘူးတူနေဒီကဆိုင်တဲ့နေဝဲလေနုဝဲရ ။အလိษံတွေကိုသင်္ဘောတွေကိုသိမ်းယူဖို့ပြောတဲ့အခါမှာလည်းလုပ်တယ် ဒီထွေးမချဖို့ကိုဖို့တူနေဝဲဒီကဆိုင်မတူနေဝဲမှာဝဒနော် ။ကျွန်တော်တို့ကအခုဘုရားကမှားထားတဲ့အတိုင်းလုပ်တဲ့သူဖြစ်ပါစေ မောနာယပကမေပွားဒီကဆိုင်ကမဘမတူပမန်ကြီး ။ကျွန်တော်တို့ကတခါလေဘုရားကမခိုင်းမဲနဲ့ဘုရားမပြောဘဲနဲ့လုပ်တဲ့အရာတွေအများကြီးရှိတယ် နော်တဘလခေါ်တော့မကဆိုင်မပွားနေပထမဘာနေဝရနော် ။ဥပမာအဖြစ်အရက်တောက်ဖို့ဖဲရိုက်ဖို့လောင်းကစားလုပ်ဖို့လိန်ညာဖို့ဘုရားကမပြောထားပါဘူး နော်ဒိုကဆိုင်ရတဲ့နာလည်းတက်တိုးတာစီဟောတီဟောပြီးကဆိုင်တဲ့နာကြတယ်ပါ ဘုရားမပြောဘဲနဲ့ကျွန်တော်လုပ်နေတဲ့အရာတွေဒီနေ့နောင်တရဖို့ဖြစ်တယ် တာလည်းမကဆိုင်ရတဲ့မဘမဒီဘာမင်းပါနေမောဘကိုပေါ်ရခဲ့တာခဲကေ ဘုရားပြောတဲ့အရာတွေလည်းလုပ်ဖို့ဖြစ်တယ် ဒီကဆိုင်မဘမတော့ဘာမှဝရနော် ကျမ်းစာကိုစူးစမ်းဖတ်ရမယ် ဘာဘူးကလစ်ဖတ်ဆရာချာ စူးစမ်းဆူတောင်းရမယ် ဘာဘူးကလစ်ခိဘာချူဖာ စူးစမ်းပြီးတော့မှမိတ္တာရဖွဲ့ရမယ်ဘုရားကျောင်းလာရမယ် ဘူးကလစ်ရီလိုဒါကဆိုင်ရဟေဘာယဝနီ စေဖို့တခုမမှန်ပေးရမယ် ဘာဟိတစီစေဘူးလို့တိလို့စေ ဘုရားစကားနာခံရမယ် ဘာဒုကနာဆိုင်ဝလူ အဲ့ဒီခိုင်းထားတဲ့အရာတွေကြောင့်ကျွန်တော်ပြက်ကွက်ကြတယ် ဒီအမလို့ပါတိဖာနေတမပါ ဒါကြောင့်အဲ့ဒီလိုအသက်ရှင်ပြီးတဲ့ဟာကိုနောင်တရဖို့ဖြစ်ပါစေ ဘမီဦးမူတီဗာဒီနေဘာပေါ်ရခဲ့တာနော် ကျွန်တော်တို့တက်တာထဲမှာဘုရားမှာထားတဲ့အတိုင်းလုပ်တဲ့သူတွေဖြစ်ဖို့ဘုရားကောင်းကြီးပေးပါစေ နော်ဒီကစားမလို့နာရလောက်ဖာတော့မောဘကမီပါလာမှာတော့ နောက်ဆုံးချက်ကတော့ဘုရားနဲ့အတူရှောက်လန်းတဲ့အာဗြဟံဖြစ်တယ် လောကထထကနေဒီဖလာအလေတာလောကစားရလို့မီဆိုပါ ကဘာဦးကျမ်း20မှာ လေတုံးရှိခိစီခိ ကျွန်တော်တို့အဲ့ဒီမဖတ်ကြည့်မယ်ဆိုရင်ဘုရားကအာဗြဟံကိုသူ့ရဲ့အလုံးချစ်တဲ့သားတယောက်ကိုနော်သားဣဇက်ကိုသူ့ကိုပူဇော်ဖို့အတွက်အမိန့်ပေးတယ် ကစားရဟိလောတာကလူလောမကနကလေလူတော့ဘကွာထဲတကလည်းနာလေတလူဟောနေလော ဒီအကြောင်းနဲ့ကျွန်တော်အားလုံးသိပြီးသားဖြစ်တယ် တာဒီခိုင်ပတိညာပါကောရတယ်လေ အဲ့တော့အာဗြဟံကဣဇက်ကိုပူဇော်ဖို့အတွက်သွားတယ် ဘယ်နေဆိုဗရဟန်ဒီကလေလူတော့ဖခွာဆိုစဝလေလီ နော်တကယ်ပဲကလည်းသူ့ကိုရစ်ပူဇော်ဖို့သူ့ကိုမတတ်ခင်မှာဓာတ်ကိုပြောင်းလိုက်တဲ့အချိန်မှာကောင်းကင်တမန်ပေါ်လာတယ် ဖေလောဝဲဒီကဒုကနာဒီကစေတဲ့လောကလူတော့ဖခွာမဝိတဲ့ကချေလောတော့စကတော့နေ အာဗြဟံနဲ့ ဘယ်နေကစားကရဆိုဗရဟန် အဲ့ဒီလူငယ်ကိုလူလင်ကိုမထိခိုက်နဲ့တဲ့ဘာမှမလုပ်နဲ့တဲ့ မောနတူတမိုင်ပါဖို့တိုင်နော့တမီတလေ မင်းဖရာသခင်ကိုကြောက်ရွံ့နေဆိုတာငါသိတယ် နပလီကျွမ်းနေတင်ညာလော နော်အဲ့တော့မှအသင့်ပြင်စင်ထားပေးတဲ့တိုးလေးကိုပဲပူဇော်လိုက်တယ် နော်ကစားကတက်တော်တိုလာနပလာတာဒီမွန်လက်ရှိတော့ ဒီပြည့်ရက်ကနေဘာသင်္ကန်းစာရှိတယ်ဆိုရင် ဘမီကွာတာဒုတဲ့နေနေတာမှလုံးမူလည်းနေ ဖရာသခင်စကားကိုသူနာခံတယ် အဝဲဒုကနာကစားရလော သူကဖရာနဲ့ဖရာစကားကိုသူ့တက်တာထဲမှာဦးစားပေးတယ် အဝဲဒုကနာတော့ပါနိုဟိတကစားရကလောကလူလော ဘုရားသခင်ကသူ့ကိုဂရိပေးတယ် ဒီကစားရဟိောတာလောတုန်နေ အခန်းငယ်16 19မှာ လောစဘူချီကူ သင်ဒီဤမှုကိုပြု၍တင်းဤသားတင်၌တယောက်ပြီးသောသားကိုငါအားမငင်းသောကြောင့်နဲ့ငါသည်တင့်အားအစဉ်အမြဲကောင်းကြီးပေးမယ် တို့ယူအကလူကိုလဝဲလုံးကိုနော်တို့စီဒါယေဆုလိုယတာလို့ကစားတာယေယူစီဝဒါ တင်းရဲ့အမျိုးတွေကိုလည်းကောင်းကင်ခြေကဲ့သို့သမုဒ္ဒရာသဲလုံးကဲ့သို့အစဉ်အမြဲပွားများစေမယ် မင်းမတတ်မီတော့တရှိကဘာနပူကွာရာကိုတကကိုတော့ဆိုရတော့ယကဆိုရနာမအားထော်ရကမအားထော်ကလီတာဒီဆောလဆောဟောလမခုအတူတော့မေဟောလပေါ်လဲနေတူဒီလော I will bless you always I will multiply you always ငါမင်းကိုအမြဲတမ်းကောင်းကြီးပေးမယ်အမြဲတမ်းပွားများစေမယ်
Don't clean the talk about that, do that petrol, or come say what the chew your trouble. ဒီမှာရှိတဲ့ဒီလိုမောင်တွေအမြဲတမ်းကောင်းကြီးလိုချင်တဲ့သူရှိလား Naya, Balubata chew it, Tomo, Neosigo, လက်ပြပါဦး Monaco Europe, I want to ye. အဲ့ဒါဆိုဘေးနာသူပြောလိုက်ပါဖះစကားနားခံပါ They don't let the color the Cotiani, Mondo Nap, Kasaiwa. ဖះနဲ့ဖះစကားကိုဦးထိတ်ထားပါ Mondo Palupa, where you are, a good look at it. အခုကျွန်တော်တော်များများတရားဟောချက်တွေကြား Let the pin in the head of a Nahuara, Hodorada, Pasitilla, Amara. ကောင်းကြီးရမယ်ကောင်းကြီးရမယ်ကောင်းကြီးရမယ်ဆိုကျွန်တော်ဝမ်းသာတယ် No, but they were not about that chewing in the sack, who bet it on. ဒါမှမပါဘူး I don't know, Baba. ဒါပေမဲ့ကောင်းကြီးတဲ့ပုံရေးကြီးတာပါလေ The tattoo here, and redo the tattoo, what I'm doing. ဖះနဲ့ဖះစကားကိုဦးထိတ်ထားခြင်းဖြစ် No, pa, you are no eater, pa, gluta, no eater. ဤဆက်ကဖះပေးတဲ့ကောင်းကြီးဖြစ်တယ် So he said, the mix say you are tattoo, let's say you are hit away. အဲ့ဒါဖះတောင်းတဲ့အခါမှာ तू ကပေးဖို့ဆုံးဖြတ်တယ် Because I have clear Lomoni, I will be here one is certain way. ကျွန်တော်တို့ဖះကောင်းကြီးပေးပြီးပြန်တောင်းတ Because I have made sure one, keep quick that you away. I keep quick that you me. ကျွန်တော်ကျမ်းစာသင်တန်းပေးရင်မေးရင်မတောင်းတတ်ဘူးလို့ပြောတယ်ဟုတ်တောင်းတတ်တယ် No, from your say I chewing and I keep quick and I over that law. ဒါပေမဲ့မယူပါဘူး I want to see my own. ဤဆက်ကိုတော့တောင်းတယ် I will quick so he said. ဒါသူ့ရဲ့စိတ်ကိုစမ်းတာဖြစ်တယ် I will mark what with that. ကျွန်တော်တို့ကလေးတွေငယ်တဲ့အချိန်မှာတော့ဘစ်စကစ်မုတ်လေးတွေတရားပေးတယ်တရားနောက်တစ်ချက်ပေးတယ်ပြီးတော့ပပကိုပြန်ပေးတောင်းတယ်တချို့ကလေးတွေကငယ်ငယ်လေးကပြန်ပေးတယ်တချို့ကလေးတွေကတော့မပေးတော့ဘူးသူကငယ်ငယ်လေးကလောဘရှိ No, Pota ne do put the bit do ki ya the bit. Pota no ne la no chi ne ba ta hina ba ta hi na mi to no ne ta ba ta hina ba. စာအုပ်တော့မှကျွန်တော်ဖတ်ရတယ် Ye pa ba ne the bit ne. လူတယောက်ကသူတရားဟောပြီးတဲ့အခါမှာ Wa na le hi ta so ta so ni. လာပြီးတော့သူ့ကိုအလူငွေလာပေးတယ် Wa hi ta ma bu no. ချက်လက်မှတ်ဖြစ်တယ် Wa hi le cha ko ri bu. ပေါင်တစ်သိန်းဖြစ်တယ် He wa na pound the galon ni no. အမေရိကန်ဒေါ်လာတစ်သိန်းထက်များတယ် No, awe ani di American dollar ni. အဲ့ဒီညမှာသူ့ကိုဖျားခင်စကားပြောတယ် Penny ta na ho ga sa ba te da do. ဟိုမိဘမဲ့အကြောင်းမှာသွားထူလိုက်ပါ Ji le ni ga le hi lo ba bu ke ta la ba ni. အဲ့ဒီလူနေရာမှာကျွန်တော်တို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲ Na ya po ta lo bi pe ni ni ko ma di le. ကျွန်တော်စဉ်းစားတယ် E chu mo li. ကျွန်တော်ဆိုရင်တော့ဖျားခင်ကျွန်တော်အကုန်တော့ပေးမယ်ဒါပေမဲ့ဆယ်ဖို့တစ်ဖို့တော့ကျွန်တော်နဲ့ဆိုင်နေတော့ကျွန်တော်ကလေဝိလူဖြစ်တယ်ဆိုတော့ဖျားကိုညီကိုရှိလို့ဖျားကိုပြန်ပြီးတော့ကျွန်တော်ကဈေးစင်စစ်တယ် No, in ba di mi ya ki sa yo o yi ki o ke lo ba sa ni ni. Ta si se buru yo bi mo yi ke pa le wi lu ba di ki te ko lo ba sa yo di de. ဖျားကိုပေးလိုက် Ba sa ni ki sa yo ke le. နောက်နှစ်လသုံးလနောက်တစ်နေရာမှာသူတရားဟောတယ် Pe ni da wan le da ta lo to ro ba. အဲ့ဒီလိုပဲချက်လက်မှတ်ပေါင်တစ်သိန်းရတယ် Pe ni da wan ni do che le ba lo ke hi do ba pound to lo lo. အဲ့ဒီညမှာတော့ဘုရားသခင်ကသွားပြီးမိဘပဲကြောင်းသွားပေးပါလို့မပြောတော့ Le ta ni pro ni ki sa yo ta te o lo le hi lo ba. အဲ့ဒါသူ့အတွက်ဖြစ်အဲ့ဒါသူ့အတွက်ဖြစ် Awe ni ke no wo lo. အဲ့တော့ကျွန်တော်တို့တက်တာထဲမှာဘုရားပြောတဲ့အချိန်မှာကျွန်တော်တို့ကဘုရားနဲ့ဘုရားစကားကိုဦးစားပေးဖို့လိုတယ် Ko da pe le ki sa yo te na na su ko do ba ki sa yo ko tu ta ko tu lo ri do de lo no hi te lo. အာဗြဟံကသားတယောက်ပဲရှိတယ်တောင်းတဲ့ခါမှာပေးတယ် So ra phu kwa ko te ga lo sa yo khi lo we hi ကျွန်တော်တို့ကအိမ်တစ်လုံးပဲရှိတဲ့အချိန်မှာဘုရားကအဲ့ဒီအိမ်ကိုအသင်းတော်အတွက်ပေးပါသာသနာအတွက်ပေးပါဆိုကျွန်တော်တို့ပေးမလား No na ya pe shi u to plo lo sa yo te hi lo da phu wo ni min hi yo ke ni ya. မော်တော်ကားကလည်းတစ်စင်းပဲရှိတယ်အဲ့ဒီတစ်စင်းကိုသာသနာအတွက်လှူပါလို့ဘုရားပြောလာရင်ကျွန်တော်တို့ပေးမလား Na ka u khu lo mi te hi lo ta ta ku so min hi ke ya. အာဗြဟံကသူရတဲ့ကောင်းကြီးကိုစိုးမကြိုက်ထားဘူးဘုရားကသူ့ကိုတောင်းရင်သူကပေးလိုက်တယ်အဲ့ဒီကဘုရားကသူ့ပြန်ပြီးကောင်းကြီးပေးတယ် So ra ha tu ni ta chu gi da we pho ka we ba. Ka sa yo mi khi ni we hi we da ဒါ lo. ကိုကျွန်တော်တို့လည်းဘုရားသခင်ကိုဦးစားပေးမယ်ဘုရားစကားဦးစားပေးမယ်ဆိုရင်ဘုရားကောင်းကြီးအမြဲတမ်းရမယ်အသက်တာဖြစ်တယ် Na ya ba mi pa lu pa we ka sa yo tu ta mi pa yo lo no mi te ni. Ka sa yo ta chu gi ni wo lo pa tho bu lo. သူ၃ယောက်ချောင်းချုပ်ပြောခဲ့တယ် No yi te tu pa mi yo to ga ri li. ပထမတစ်ယောက်ကအေးနောက်ဖြစ်တယ် Wa te do ga ni kon no. သူ့မှာအဓိကအချက်ကဘာလဲဆိုရင် Awe ta la ri du ko te la ta mu bu ni. ဘုရားစိတ်တော်နဲ့တွေ့ဖို့အသက်ရှင်တယ် Awe mu di ta ba sa ta lo. ဘုရားစိတ်တော်နဲ့တွေ့ဖို့ယုံကြည်ခြင်းနဲ့အသက်ရှင်ရ No ta ba ka sa yo a ta ni ba ba mu di ni lo. ဒုတိယတစ်ယောက်ကတော့ Wa ki ya ga ni ဘာလို့လဲလောအေးဖြစ်တယ် no so no a. သူကအဓိကအချက်ကပါပဲ Awe ta mu ta la a ri du ko te pe ga nu le. ဘုရားခိုင်းတာလို့ Ma di ka sa yo te yo to lo. နာခံမှုရှိတယ် Ka
ดูกันหน้ากันเนาะ နောက်ဆုံးတစ်ယောက်ဘယ်သူလဲ วันเตอร์ลันดูอะไร အာဗြဟံဖြစ်တယ် ซาบราฮา သူရဲ့အဓိကချက်ကပါလေ เอาไว้ตารีดูกันจะนี่ดูแล ဖះနဲ့ဖះစကားကိုဖះကောင်းကြီးထက်ဦးစားပေးတယ် เนาะลุยจูอ่ะเอาไว้ไปส่วนนี้เอาไว้หูปานโนกิเตลก็ใส่ว่าตาโชว์อีหรอ အဲ့ဒီခါမှာဤဆက်ကိုပေးလိုက်တဲ့ခါဖះကသူ့ကိုအစင်အမြဲကောင်းကြီးပေးမယ်ဆိုတဲ့ဂရုကိုရတယ် เนาะฮิโลก็ได้ส่วนอีเซโคตาก็ใส่ว่าแต่ดิก็โชว์กิน่ะทอบุโล ရောက်တဲ့ဖះကောင်းကြီးပေးပါစေ မောဆာချူတူကောဒီ